မင်္ဂလာပါရှင်ကျွန်တော်တို့ချွေးမြတ်ကို page ကကြိုဆိုပါရရှင်အခုကဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်စေချင်ပါတယ်ရှင်ဘာကြောင့်လဲဆိုတာကဆမလေးစီမှာအစင်နေအဲ့တဲ့အချိန်မှာပေါ့နော်မှားယွင်းသွားတဲ့အချက်ကလေးတွေကိုပြောချင်တော့ပါအဲ့ဒီအစင်ကတဲ့တံပြန်အစင်ရင်လေးတွေနော်တံပြန်အစင်ရင်လေးတွေအပြည့်ဆုံးအစင်ရင်လေးတွေစီရင်တဲ့အခါမှာအမားလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီဟာလေးကနော်သူကကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ကောင်းမလေးကိုယ့်ရဲ့ကောင်းလေးကိုစနိုက်ကျော်တို့ကြာကူလီလူကပတ်သက်လို့ပေါ့နော်သူတို့ကိုဒဏ်ခတ်ချင်တယ်ဆ iam မရေးဆိုပြီးအစဉ်အတဲ့အချိန်မှာဒဏ်ခတ်တယ်ဆိုတာတဲ့အပြင်းဆုံးစီရင်ခတ်ချင်တယ်ပြီးတော့ကိုခံစားရတယ်လို့မျိုးတစ်ဖက်သူကိုခံစားချင်တယ်ဆ iam မရေးဆိုပြီးတော့တံမြတ်အစဉ်အတဲ့အချိန်မှာအမားလေးတွေဖြစ်တတ်တယ်တံမြတ်အစဉ်ဆိုတာကကို့အပေါ်ကိုမူလားစိတ်ထားမမှန်တဲ့သူကိုနော်မမှန်တဲ့သူကိုတံပြန်ထိစေတဲ့အပြင်ဟိုမှာတကောပေါ့နော်ဒဏ်ခတ်တဲ့အစဉ်လေးပါထိလိုက်တဲ့အတွက်ကြောင့်မို့ပို့ပြီးတော့ပြင်းနေပေါ့နော်အဲ့ဒီအချိန်မှာသူကအဲ့လိုပြောတော့ဆ iam လေးကအစဉ်ပေါ့နော်စီရင်လိုက်တဲ့အချိန်မှာတကယ်ကိုယ့်အပေါ်ကိုစိတ်ထားမမှန်မဲနဲ့ဟာလာတစ်ဖက်သူကစနိုက်ကြော်တယ်ဂျာကိုလီလိုက်တယ်ဆိုပေမဲ့တကယ်ကိုယ့်ရဲ့လူကိုယ်တိုင်ကရည်စားမရှိဘူးဆိုပြီးတော့ဖုံးကွယ်ပြီးတော့တစ်ဖက်လူနဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူရဲ့အမားကနဲတယ်ကိုယ့်အပေါ်တကယ်ကိုမူလအမှန်ဟာလာစိတ်တက်မမှန်တဲ့သူကကိုယ့်ရဲ့သက်ဆိုင်သူဖြစ်နေတဲ့အချိန်ကြတော့ဆင်မလေးတို့စီရင်လိုက်တဲ့အစီရင်မှာတကယ်ထိသွားတဲ့သူကကိုယ့်ရဲ့သက်ဆိုင်သူဖြစ်သွားတတ်တယ်အဲ့ဒီအချိန်မှာဆ iam မကြီးသူတော့ကျမကြီးတအားဆိုးရွားနေတယ်ဘလို့မှကူးလို့မရဘူးတကုံလုံးအဖို့အဖိတ်နေထွက်တယ်တော့ကျမကြီးပြီးတော့အဓိကနေရာပေါ့နော်ဒီအမျိုးသမီးတွေအမျိုးသားတွေအဓိကနေရာမှာထိခိုက်ဒဏ်ရာတွေဖြစ်နေတယ်ကူးလို့လည်းမရဘူးစေးထိုးစေးတောက်တယ်အစမပြေဘူးဆိုတာဒီကတော့ကိုယ့်ဘော်ကိုမူလားမမှန်တဲ့အတွက်ကြောင့်မလို့တံမြတ်ထိတယ်ပြီးတော့ကိုခံစားရတယ်လို့ပါထိခိုက်ခံစားရသွားတတ်တယ်ဒါကြောင့်မလို့ဒီလိုအစီရင်လေးတွေတံပြန်အစီရင်တွေစီရင်တဲ့အချိန်မှာအဲ့ဒီလိုအမားယွန်းလေးတွေဖြစ်တတ်တယ်နော်လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင်ဆ iam မလေးစီမှာဒီလိုအစီရင်လေးကိုလာစီတယ်ကောင်မလေးကထိုင်းကချစ်သူကကောင်းဒီမြန်မာပြည်မှာပေါ့နော်ဒီလိုအစီရင်လေးတွေစီလိုက်တဲ့အချိန်စီရင်လိုက်တဲ့အချိန်မှာတကယ်မူလားကိုယ့်ပုံစိတ်ထားမှန်တာကကိုယ့်ရဲ့ကောင်မလေးဖြစ်နေတဲ့အချိန်မှာသူ့ရဲ့ကောင်မလေးမှာကျမကြီးထိခိုက်သွားတာအဲ့ဒါမျိုးလေးတွေကြတော့ဆ iam မလေးကနေပြီးတော့ပြန်ပြီးတော့ဖြီရတဲ့အချိန်ကြတော့အချိန်ယူရတယ်နော်ပြန်ပြီးတော့တောင်းပန်ရတယ်အချိန်ယူရတာဖြစ်တဲ့အတွက်ကြောင့်မို့အစီရင်တံပြန်အစီရင်နော်ဒီတံပြန်အစီရင်လေးတွေပြန်ပြီးတော့အကျန်းအစီရင်လေးတွေကိုလုံးမယ်ဆိုလို့ရှိရင်တော့တေးချာလေးကိုဟာလာဆ iam မလေးနဲ့တေးချာအသေးစိတ်ဆွေးနွေးပြီးတော့မှလောက်ပါလို့နော်ဟိုသူတို့ကကွာဆ iam မကြီးဒီလိုနေထားဖြစ်တယ်ဆိုတော့ကိုကလည်းစီရင်ပေးလိုက်တယ်ပြီးလဲပြီးတော့တကယ်ထိခိုက်လိုက်တဲ့သူကကိုယ့်ရဲ့သက်ဆိုင်သူလဲဆိုတော့ကိုကချစ်တယ်လေချစ်တော့ဆ iam မကြီးဒီစီရင်လေးကို cancel လုပ်ပေးပါဆိုလို့ cancel လုပ်ရတဲ့အချိန်မှာဆ iam မတို့တော့ကလည်းမလွယ်ကူပါဘူးเนาะအဲ့ဒါလေးကိုပြောချင်လို့ပါရှင်